ပရိသတ်ကြီးတို့ performative art ဆိုတာကိုကြားဘူးကြပါသလားမကြားဘူးဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးကြပါဦးနော် performative artist တူဖြစ်တဲ့ Marina Abramovic ဟာဆာဗီးယားနိုင်ငံမှာမွေးဖွားခဲ့ပြီးသူမမှာခံယူချက်တစ်ခုရှိပါတယ်အဲဒါကတော့အနုပညာဆိုတာဟာခန္ဓာကိုယ်နဲ့ခန္ဓာကိုယ်မှပြသတဲ့ emotion ကသာလျှင်အနုပညာဖြစ်ကြောင်းခံယူထားသူတဦးလည်းဖြစ်ပါတယ်1984မှာတော့ Maria ဟာအီတလီမြို့ Galleria Studio မှာ Rattan Zero ဆိုတဲ့အနုပညာတစ်ခုကိုပြသခဲ့ပြီးထိုartဟာ Maria ရဲ့အကျော်ကြားဆုံးအနုပညာတစ်ခုဆိုလဲမမှားပါဘူး။ Rattan Zero ဟာလူသားတွေကိုအာဏာအပြည့်ပေးလိုက်တဲ့အခါဘယ်လိုတုံ့ပြန်ကြမယ်ဆိုတာကိုပြသခဲ့တဲ့ Maria ရဲ့ performative art တစ်ခုပဲဖြစ်ပါတယ်။ Maria ဟာစတူဒီယိုထဲမှာမလုံမရှက်ထိုင်နေခဲ့ပြီးခုံပေါ်မှာအရာဝတ္ထု82ခုတင်ထားပြီးထိုထဲမှာကြိုက်နှစ်သက်ရာပစ္စည်းကိုသူမအပေါ်သို့ဘယ်နည်းနဲ့မဆိုအသုံးပြုနိုင်ကြောင်းကြေညာခဲ့ပါတယ်။အစပိုင်းမှာတော့လာရောက်ကြည့်ရှုတဲ့ပရိသတ်တွေဟာ Marina ကိုနှီးစီပန်းပေးခြင်းရေအတူတူတောက်ခြင်းနမ်းခြင်းစတဲ့နူးညံ့တဲ့အပြုအမူကိုသာပြုလုပ်ခဲ့ကြပါတယ်။သို့တော့အချိန်ကြာလာတဲ့အမျှလူထုကြီးဟာ Marina ဟာ Rattan Zero နဲ့ပတ်သက်ပြီးတကယ် serious ဖြစ်ကြောင်းနားလည်သဘောပေါက်လာကစတင်အကြမ်းဖက်လာကြပါတယ်။အချိန်ကြာလာတဲ့အမျှပရိသတ်တွေဟာပုံမစိတ်ကြမ်းတမ်းလာပြီးခွဲစိတ်တာဖြစ်သူမအရေးပြားကိုဖျက်တောက်ကြသူများရှိလာပြီးဒဏ်ရာများကိုပလာစတာပြန်လာကပ်ပေးသူများလည်းရှိကြပါတယ်။ပရိသတ်တဦးဟာကြည်ဖြည့်ထားတဲ့တနက်ကိုယူပြီး Maria လက်ထဲထည့်ကသူမရဲ့ကိုယ်ပိုင်လက်ပင်ကိုချိန်ရွယ်စေခဲ့ပါတယ်။ Maria ဟာတစ်ချက်တုံမလှုပ်သွားတာကြောင့်တခြားပရိသတ်တဦးကဝင်ရောက်ဆွဲထုတ်တဲ့ဖြစ်ပွဲဆူခဲ့ပါတယ်။6နာရီပြည့်ဖျော်ဖြေမှုပြီးဆုံးကြောင်းကြေညာပြီးတဲ့အခါမှာတော့ Maria ကမျက်ရည်များသွေးများချထဲမှာပြန်လည်လှုပ်ရှားထလာတာကြောင့်ပရိသတ်တို့ဟာ Maria မျက်နှာတော်မကြည့်ရဲပဲအခန်းထဲမှာထွက်ပြေးသွားခဲ့ကြပါတယ်။နောက်ထပ်တွေမှာလည်းသိချင်တဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ story ရှိရင် comment မှာမှတ်မိခဲ့ကြပါဦးနော်။